မောင်နှမနှစ်ယောက်ကကြောင်းကတဲပုံပုံကိုနှုတ်ရီမောက်ချလိုက်တာပေါ့နောက်တစ်စက္ကန့်မှာပဲကြောင်းတစ်ကြောင်းလုံးမိုးရီရွာချပါလိရောရေတောက်ချင်တော့ရေခမ်းဖို့ဇလုံးတစ်လုံးကိုယူလိုက်ကြတာပေါ့ရွက်တဲ့ကောင်မလေးကအဲ့ဒါမိုးမဟုတ်ဘူးနှုတ်ရီထစ်နေတာကိုတတိထားမိလိုက်တာပေါ့သူတို့အစောပိုင်းကတဲပုံကိုတတိရသွားကြတယ်လေသူတို့အသွေးကိုစမ်းသပ်ဖို့ဆိုပြီးခံထားတဲ့နှုတ်တွေကိုနောက်မလဲပဲတဲတဲ့ကိုပြန်လောင်းချလိုက်ကြတာပေါ့သူတို့ပိုနေတဲ့ပေါင်မုတ်တုံးကိုငားပြီးအဲ့ဒီပေါင်မုတ်ကိုတဲပုံနဲ့ပစ်ထည့်လိုက်ကြတယ်ပြီးတော့ပေါင်မုတ်တွေအများကြီးမြန်မြန်လာပါစေလို့ဆူတောင်းလိုက်ကြတာပေါ့နောက်တစ်စက္ကန့်မှာပဲထိတ်လန့်စရာတခုဖြစ်လာတယ်လေပေါင်မုတ်တွေအများကြီးကောင်းကင်ကနေကျလာရုံမကဘူးတချို့အချက်တွေကတောင်ကုန်းငယ်လေးတွေလောက်ကိုကြီးနေတာပေါ့ကျောင်းထက်ကအသက်ရှင်ကျန်ရစ်သူတွေကမီးကြည့်ရောဒါဟာရှားပါတဲ့အစာစာမှန်တိလိုက်ကြတယ်လေဒါဟာဖျောက်သခင်ပေးတဲ့စုလို့ထင်ပြီးပေါင်မုတ်တွေကိုဝင်းကပေးလိုက်ကြတာပေါ့မောင်နှမကြီးအောက်ကတဲပုံရဲ့လူဝက်ချက်ကိုမဖော်ထုတ်ခဲ့ပါဘူးအစားသူတို့ကအစားအစာအမျိုးမျိုးကိုပွားဖို့အဲ့ဒါကိုအသုံးပြုခဲ့ကြတာပေါ့မကြခင်မှာပဲကျောင်းပြင်ဘက်ကအသက်ရှင်ကြံရစ်သူတွေကတည်င်းကြားလာကြတာပေါ့လူဆိုးတယောက်ကအစားအစာအားလုံးကိုလွယ်ပြောင်းပေးဖို့တောင်းဆိုလာတယ်လေသူတို့နှုတ်နဲ့ပေါင်မှုတွေအများကြီးတွေးလိုက်ကြတာပေါ့လူဆိုးကဆရာတယောက်ကိုအစားအစာတွေဘယ်ကလာတာလဲလို့မေးလာပေါ့ကျောင်းသားတွေကကောင်းကင်ကနေကြက်လာတာလို့ပြောပေမဲ့လူဆိုးတွေကမယုံခိုက်ကြဘူးလေခေါင်းဆောင်ကသူ့လူတွေကိုကျောင်းကအသက်ရှင်ကြံရစ်သူတွေကိုအနိုင်ကျင့်ဖို့အမိန့်ပေးလိုက်တာပေါ့မောင်နှမနှစ်ယောက်ကချက်ချင်းတဲပုံးစီကိုတွားကြတာပေါ့ညီမလေးကချက်ဆက်နဲ့တဲပုံးကိုအော်ဟစ်လိုက်တယ်လေဒီမင်ကွင်းကလူဆိုးတွေကိုထိတ်လန့်သွားစေတာပေါ့ညီမလေးကသူဟာကျောင်းရဲ့အုတ်ထင်းထုထတယ်လို့ပြောလိုက်တယ်လေပြီးတော့မီးမောင်းအိမ်တလုံးထုတ်ပြီးတဲပုံးကိုထုတ်ပြလိုက်တာပေါ့ရုတ်တရက်အပြင်ဘက်ကောင်းကင်ကလင်းလန့်သွားပါလိရောလူဆိုးတွေကအရန်ကြောက်သွားကြတယ်လေသူတို့ချက်ချင်းကျောင်းကနေထွက်ပြေးသွားကြတာပေါ့အဲ့ဒီနောက်သစ္စာဖောက်တယောက်ကမီးမောင်းအိမ်သုံးပြီးလူတွေကိုခြောက်လှန်တာလို့ပြောလိုက်တာပေါ့ဒါကြောင့်နောက်ထပ်နေ့မှာလူဆိုးတွေကျောင်းကိုပြန်လာကြတာပေါ့သူတို့ပစ္စည်းတွေအားလုံးကိုခိုးယူချင်းကြတယ်လေမောင်လေးကသူတို့ကိုတားဖို့စူးစမ်းခဲ့ပေမဲ့လူဆိုးခေါင်းဆောင်ကသူ့ကိုဖမ်းမိလိုက်တာပေါ့ညီမလေးကတဲပုံးစီကိုထပ်သွားတယ်လေသူကြောက်တုံးတွေကိုတဲပုံးတွေကိုရိုက်ထည့်တော့တာပေါ့ကျောင်းတစ်ကျောင်းလုံးကကြောက်တုံးကြောက်ခဲတွေစတင်ပေါ်လာပါတော့လေကောင်မလေးရဲ့ထင်းချုံမှုအောက်မှာတော့အဲ့ဒီຢာတွေကလူဆိုးတွေနားမှာပဲကြာရောက်တာပေါ့လူဆိုးတွေကနောက်တစ်ခါထပ်ပြီးအဖြစ်ဖေးခံရပြန်တာပေါ့